အေးချမ်းပြေဆုံးကြပါစေရှင်ဒီဗီဒီယိုမှာတော့ဘာကူမှတိတ်ပြီးတော့မပြောခင်မှာဟုတ်ကကိုယ်စီမှာရှိတဲ့ပဒီလေးတွေကိုဘယ်လိုသိမ်းတာလဲဘယ်လိုသိမ်းဆဲကြလဲဆိုတာလေးကိုမေးချင်တယ်ပေါ့နော်။အောင်ကလေပဒီတွေကလက်ဆောင်ပေးတဲ့ဟာတွေလည်းရှိတယ်။အုံကိုယ်ဝယ်ထားတဲ့ဟာလည်းရှိတယ်ပေါ့နော်။ဒါပေမဲ့ပဒီတွေတိမ်လို့ရှိရင်အောင်ကဘယ်တော့မှဒီတိုင်းပဲတင်ထားတာမျိုးလေးလှုပ်လေးမရှိဘူးပေါ့နော်ပဒီတစ်ခုနဲ့တစ်ခုချင်းစီမှာတော့သူနဲ့သက်ဆိုင်တဲ့ energy ဆိုတာရှိတယ်ပေါ့နော်ဒါအောင်လက်ခံယူထားတဲ့အရာတစ်ခုပေါ့နော်နောက်တစ်ခုအောင်နဲ့ထိတွေ့နေရတဲ့ပဒီတိုင်းကလည်းသူ့တန်းနဲ့သူ့တဘောတဘာဝအရာရှိပြီးသားပဲလို့အောင်ကခံယူထားတယ်ပြီးတော့ပဒီတစ်ခုနဲ့တစ်ခုလည်းအောင်ကဘယ်လိုပြပြမလဲအဋိဌံဝင်တဲ့ဟာလေးတွေကမတူကြဘူးပေါ့နော်အောင်ခံစားရတော့ဒီအဋိဌံကိုဒီပဒီလေးနဲ့ဝင်မယ်ဟိုအဋိဌံကိုတော့ဟိုပဒီလေးနဲ့ဝင်မယ်ဆိုပြီးတော့ဟိုကသတ်မှတ်ထားလေးရှိကြတယ်ပေါ့နော်တော်တော်များများအောင်ကိုပဒီလေးတွေလက်ဆောင်ပေးကြတာရှိတယ်ချစ်မြတ်နိုးလို့ပဲဖြစ်ဖြစ်အောင်ကိုကုတုလေးပိုရစေခြင်းလို့ပဲဖြစ်ပေးကြတဲ့ပဒီတိုင်းကိုတော့အောင်ကနှစ်သက်တယ်သဘောကျတယ်အောင်ကအမြဲတမ်းပဲလက်ခံပေးတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီထဲကမှအောင်အကြိုက်ဆုံးပဒီနှစ်ခုရှိတယ်ဒါအောင်အမြဲတမ်းပြောနေကြပေါ့နော်ဆိုတော့အဲ့ဒီပဒီနှစ်ခုကိုအောင်ဘယ်လိုသိမ်းဆဲလဲဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့အောင်ဒီမှာလေးကို sharing လုပ်ပေးချင်ပါတယ်အတန်ကနည်းနည်းလေးနာနေတဲ့အတွက်ကြောင့်မလို့သိခံပေးကြပါအောင်ရှင်ဆိုတော့ဒါအောင်မြေပြောနေကြအောင်အနှစ်သက်ဆုံးပဒီတွေထဲမှာအုံးစီမှာရှိတဲ့ပဒီထဲကနေအောင်အနှစ်သက်ဆုံးတလင်းပဒီဖြစ်ပါတယ်ဒီပဒီလေးကိုကြတော့ညီမလေးအိတ်ကနေပြီးတော့အောင်ကိုလက်ဆောင်ပေးထားတာပေါ့နော်သူကတလင်းလေးရောင်းတယ်တလင်းလော့ကအဆောင်တလင်းရတနာလေးရောင်းတတ်တယ်ပေါ့နော်ဆိုတော့သူအုံကိုပေးထားတဲ့ဒီပဒီလေးဖြစ်ပါတယ်ဒီပဒီကတော့အနှစ်သက်ဆုံးပြောမယ်ဆိုအုံနဲ့ energy အကိုက်ဆုံးအေးချမ်းမှုအရာဆုံးပြောမှဆိုရင် level တစ်ဆင့်ပေါ့နော်လူစကားနဲ့ပြောဆို level တစ်ဆင့်တက်ရတယ်လို့ခံစားရတဲ့ဒီပဒီလေးပေါ့နော်ဒီပဒီလေးကလည်းတလင်းဆိုတဲ့အတွက်ကြောင့်မလို့သူ့မှာဓာတ်တဘောတလင်းတဘောစလင်းလို့ခေါ်တဲ့သူ့ရဲ့တဘောတဘာဝအရာရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အောင်ကပဒီတွေအာနေတင်တော့အသေးစိတ်လေးမရှင်းပြတော့ဘူးဒီပဒီကိုကျတော့အောင်ကနှံ့တာလေးတွေနဲ့အမြဲတမ်းစေးကြောမှုတွေပြုလုပ်တယ်စိတ်တဲ့ခါကြလို့ရှိရင်လည်းအောင်ကလက်ပေါ်မှာနှံ့တာစပရေးလေးတွေနှံ့တာစီလေးတွေအောင်ကလိမ့်နာတာမျိုးတွေရှိတယ်ပေါ့နော်ပြီးရင်တော့အောင်ကပဒီကိုဆိုရင်ဒီလိုလေးအိတ်လေးထဲမှာအောင်ထည့်ပြီးတော့စောင်းလေးရှိတယ်ထည့်ပြီးတော့တိန်းလေးရှိတယ်ပဒီစိတ်ပြီးတော့လို့ရှိရင်ဒီလိုအိတ်လေးထဲမှာထည့်လိုက်တယ်ပေါ့နော်ဒီအိတ်လေးတွေကလည်းမမမီတော့ဘာဝယ်လို့ရတာလဲတော့မပြောတော့ဘူးဒါပေမဲ့အဲ့လိုပဒီတို့နန္တာတို့ဝယ်တဲ့အချိန်မှာရတဲ့ဟာတွေပဲပေါ့နော်ဒီလိုမျိုးလေးနေအောင်အမြဲတမ်းထည့်သိမ်းလေးရှိတယ်ဒါကအောင်ဒီတလင်းပဒီကိုသိမ်းတဲ့ဟာပေါ့နော်ဆိုတော့ဒီမှာကဒါအုံဝယ်ထားတဲ့ပဒီပါဒီအုံဝယ်ထားတဲ့ပဒီတရဏကိုပဋ္ဌာန်းစိတ်ဖို့အတွက်အုံဝယ်ထားတဲ့ဒီမှာဒါကရမတ်ပါဘုဒ္ဓံတရဏကိသမိဓမ္မံတရဏကိသမိတန်ခါတရဏကိသမိဆိုပြီးတော့၃ခုရွတ်ပြီးလို့ရှိရင်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရတယ်အဋိဌံဝင်ရတဲ့ပဒီလေးပေါ့နော်ဒါလေးကိုpage တစ်ခုကနေဝယ်တာပေါ့နော် page တစ်ခုကသူကအဲ့လိုမျိုးရောင်းတဲ့ဟာမျိုးသူလဲအဲ့ဒီ page ကနေပဲအုပ်ကိုတရဏတ်ကိုပဋ္ဌာန်းရွတ်ဖတ်ဖို့အတွက်ဒိဋ္ဌံလေးပေးတာမျိုးပေါ့နော်ဆိုတော့အဲ့ဒီကနေအမြဲတမ်းလို့စိတ်ဖြစ်တယ်အမြဲသဘောကျရတဲ့ပဒီတွေမှာပါတယ်ပေါ့နော်ဆိုတော့ဒီပဒီကိုဆိုရင်အောင်ကသူ့မှာအိတ်ပါတယ်ပေါ့နော်အဲ့ဒီအိတ်ကဥမာပျောက်သွားပြီဆိုတော့ပျောက်သွားတာမဟုတ်ညစ်ပတ်သွားတာဆိုတော့ပြောင်းလဲလိုက်တာပေါ့နော်ပြောင်းလိုက်တာဒါကဒီစပြူတပီနန္တာပေါ့နော်အဲ့ဒါဝယ်တော့ကလက်ဆောင်ရအိတ်လေးဖြစ်တယ်ဒီအိတ်လေးတည်းမှာအဲ့လိုမျိုးဒီလိုလေးထည့်သိမ့်နေပေါ့နော်ဆိုတော့စဉ်းစားကြည့်ဒါကအနက်ရောင်ကျွန်းနဲ့ဒါတလင်းအဖြူရောင်ဒီလိုမျိုးရောထားလို့မရဘူးပဒီတွေကိုချိတ်ချင်တယ်လို့ချိတ်ထားချင်တယ်လို့ထားလို့မရဘူးအောင်ပြောသလိုပဲသူ့တဘောတဘာဝသူ့ဓာတ်အရာရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးအောင်ပြောသလိုမျိုးကို့မှာပဒီဘယ်နှမျိုးရှိလဲရှိတဲ့လောက်လေးကိုဒီလိုလေးအဲ့လေးတွေနဲ့ထက်သိမ်းချင်းကလည်းပုံမကောင်းမွန်တဲ့ຢာတွေကိုပို့ပြီးတော့ရစေတယ်ပေါ့နော်ဒါကတော့တယောက်နဲ့ခံယူချက်ချင်းတော့မတူပါဘူးငါတော့ဒီလိုမျိုးလေးတွေးထားတဲ့အတွက်ကြောင့်မလို့အောင်ပဒီလေးတွေဆိုရင်ဒီလိုလေးချိတ်ပြီးတော့သိမ်းနေပေါ့နော်ချိတ်ပြီးတော့လည်းသိမ်းနေဒီတိုင်းလေးလဲထားသိမ်းနေပေါ့နော်ဆိုတော့ဒီလိုမျိုးထည့်ထားလိုက်တော့အောင်တို့အဆင်ပြေတဲ့နေရာမှာအလွယ်တကူလေးအမြင့်တဲ့နေရာမှာတင်ထားလို့ရတာပေါ့နော်ပဒီတက်ဆိုရင်တော့နည်းနည်းလေးနေရာရွေးတာမျိုးတွေရှိသေးတယ်ဆိုတော့ပဒီတွေကအများကြီးပဲတလင်းပဒီရှိရယ်ကျောနက်ပဒီရှိရယ်ပြီးရင်ဘယ်လိုလဲအ
ပွင့်တက်တော်ဆိုလားမသိဘူးအပွင့်တက်လားမသိအဲ့ဒီဟာလေးနဲ့လှုပ်ထားတဲ့ပဒီလည်းရှိတယ်သူများလက်ဆောင်ပေးရပါတော့ပြီးတော့တချို့ပဒီတွေဆိုရင်အောင်ကသူများကိုပြန်ပြီးတော့လက်ဆောင်ပြန်ပေးလိုက်တာမျိုးကြီးလည်းအများကြီးရှိတယ်ဒီထဲမှာမှအောင်အကြိုက်ဆုံးပဒီနှစ်ခုပါတခြားပဒီတွေကိုလည်းအောင်ဒီလိုမျိုးလေးပဲတင်ထားတယ်ဒါလေးကိုတော့အခုလောလောဆယ်အောင်လက်တလုံးမှာစိတ်ဖြစ်နေတဲ့ပဒီလေးတွေကိုတင်ဆက်ပုံလေးပြပေးတာပါရှင်အားလုံးရောပဒီကိုဘယ်လိုမျိုးတင်ဆက်ကြလဲဆိုတာ comment မှာတစ်ချက်လောက်ပြောပေးကြပါအောင်ရှင်အေးချမ်းပြေဆုံးကြပါစေ Universe အောင်ဖြစ်ပါတယ်နော်